ကတိုင်မှုကြီးပေါ့နော်အဲ့တော့ဦးစင်းတို့ဒီပေါ့မြို့နယ်တောင်ပိုင်းဝင်ကျုံးနဲ့တစ်ချိုကုန်းရွာဖြင့်အကုန်လုံးဒါ PDF ကျန်းဖက်တီရဲ့ဒါတောင်ကျဆိုတွင်းရုပ်မှမှုကြောင့်အိမ်နေရောပါတွေအကုန်လုံးမိရှုခိုင်းရဲဆိုလဲတခါကြီးတို့တီးပါတယ်ဒါဦးစင်းတို့ပေါ့မြို့ဆိုတာကဆောင်းတွင်းရဆောင်းရတွေမှာဆိုရမ်းအေးတာဗျအရမ်းအေးတာနော်ဒါမိုးကလေးနဲ့အခုဆိုနေရတဲ့အနေအထားဖြစ်သွားတယ်တချို့ကုန်းလို့ဆိုရင်လဲဒါဒီနေ့ဆိုလဲဒါဒုံးနေလာချတယ်ဗျနော်ဒုံးနေလာချတယ်အဲ့တော့ဘာခက်ခဲတွေ့တယ်လဲဆိုတော့ဟုတ်ပြီစားစရာရိတ်ခါလိုအပ်တယ်ဒီပလာစာပြည်သူစစ်တွေအတွက်အထယ်လိုအပ်တယ်အဝင်လွေးတွေလိုအပ်တယ်စောင်းတွေလိုအပ်တယ်အဲ့တော့တခါကြီးအနေနဲ့လဲဒါတွေကတော့လှုပ်ဆောင်ပေးနိုင်မယ်လို့ပဲဦးစင်းကတော့နော်လှုပ်ဆောင်ပေးနိုင်လောက်လို့ထင်ပါတယ်ဗျနော်ဒါခဏကလေးပူစားတယ်လို့ဖြစ်နေရဗျကျတော့ပူစားပါများတော့ရိုက်ခံတော့မကိန်းအောင်စိုက်နေတယ်ပေါ့နော်ရိုက်ခံမဲ့ကိန်းအောင်စိုက်နေအမြင်ကက်လာတဲ့ကိန်းစိုက်လာပေါ့နော်ဦးစင်းတို့ကလည်းမဖြစ်နိုင်တဲ့အရာတွေကိုတောင်းဆိုနေရမဟုတ်ဖြစ်နိုင်တဲ့အရာလေးတွေကိုတောင်းဆိုနေတာပါဗျနော်ဦးစင်း